Elon Musk ရဲ့မစင်မချင်းဖြုံးတိမှုများအားလုံးပဲမင်္ဂလာပါများ Knowledge TV ကနေပြန်လည်ကြိုဆိုလိုက်ပါပြီ။ Elon Musk ဆိုတာနဲ့ကမ္ဘာပေါ်မှာအချမ်းသာဆုံးပုဂ္ဂိုလ်မှန်အားလုံးသိကြမှာဖြစ်ပါတယ်။မြောင်များစွာသောပြိုင်ကားတွေတန်ဖိုးမြင့်အိမ်တွေအလန်းဆုံး short လေးတွေနဲ့ဝိုင်းဝိုင်းလည်နေတဲ့ Elon Musk ကသူ့ရဲ့ပိုက်ဆံတွေကိုဘယ်လိုသုံးနေလဲဆိုတာအခုဗီဒီယိုထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်။2020လယ်ပိုင်းလောက်မှာ Tesla နဲ့ Twitter CEO ဖြစ်သူ Musk ကကမ္ဘာချမ်းသာဆုံးစီးရင်မှာနံပါတ်2နေရာမှာရည်တည်နေခဲ့သူတို့ဖြစ်နေပါပြီ။တနေ့ကို$ပဲသုံးရတဲ့ဘဝကနေစတင်ခဲ့တဲ့သူတစ်ယောက်ကအခုချိန်မှာဆိုရင်တော့ကမ္ဘာချမ်းသာဆုံးစီးရင်တွေကအထိပ်ပိုင်းမှာရည်တည်နေတာကယူလောက်စရာဖြစ်ပါတယ်။အဲဒါကြောင့်ပဲ Elon Musk ရဲ့မြောင်များစွာသောပိုက်ဆံတွေကိုဘယ်လိုတွေသုံးလဲဆိုတာကြည့်လိုက်ကြရအောင်ပါ။ Elon Musk ကဈေးကြီးတဲ့အိမ်ချမ်းမြေတွေအပြင်ကားဝါသနာရှင်များအားကြရလောက်တဲ့ကားစုဆောင်ရေးမှာပဲသုံးဖြုံမှုရှိတာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမြင်ရသလောက်ကတော့ Elon Musk ကသူ့ပိုက်ဆံတွေကိုချင်းချင်းပြီးတော့လဲသုံးလေရှိတာပါ။ Tesla ဆိုတဲ့နာမည်နဲ့ထပ်တူကြနေတဲ့ကားကုမ္ပဏီပိုင်ရှင်ကြီး Elon Musk ကကားပေါ်စိတ်ဝင်စားမှုရှိတာကတော့မထူးဆန်းပါဘူး။ဒါပြင်သူကတာမန်သူတွေစီးနေကြကားမျိုးစားတွေကိုတော့စီးမှာမဟုတ်ပါဘူး။သူကအပန်းဖြေရွက်တင်မောတွေကိုပိုင်ကျိုးနေနဲ့ပါတီပွဲတွေကိုသာညင်းကောင်းညင်းနိုင်ပြီးမြဲသူ့အတွက်အသုံးလိုတဲ့ကားတွေကိုတော့ညင်းနိုင်မှာမဟုတ်ပါဘူး။ Musk ကသူ့ရဲ့ပထမဆုံးသောကားအနေနဲ့1998 BMW 320ကို1994ခုနှစ်မှာ$1400ကျော်နဲ့ဝယ်ခဲ့တာဖြစ်ပါတယ်။အဲဒီချိန်ကနေနောက်ပိုင်းမှာအခုချိန်ထိ Elon Musk ကကားကိုယူသွတ်ခဲ့သူဖြစ်ပြီးတော့သူ့ရဲ့ကားကိုယ်တောင်ထဲမှာလည်းတန်ဖိုးကြီး Ford Model T ကိုလည်းအထင်သာတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ကရင်ကားစဉ်ဖြစ်တဲ့အဆိုပါကားကအစာပိုင်းမှာမြောင်များစွာထုတ်လုပ်ခဲ့ပြီးမြဲအခုချိန်မှာတော့ပိုင်ဆိုင်သူဥယျာဉ်လက်ချိုးရည်လို့ရနေပြီဖြစ်ပါတယ်။နောက်ထပ်ကားတစ်ခုကတော့$1သိန်းလောက်ပေါက်ဈေးရှိတဲ့ E-Type Jaguar Roadster 1960ဖြစ်ပါတယ်။ဒါအပြင်$8သိန်းကျော်တန်တဲ့1990 McLaren F1 နဲ့2006 Harman BMW M5 2010 Audi Q7 2012 Porsche စတဲ့ပြိုင်ကားတွေလည်းရှိပါသေးတယ်။အဆိုပါတန်ဖိုးကြီးကားပေါင်းများစွာထဲမှာသူအများဆုံးစီးနှင်းမောင်းနေလေးရှိတဲ့ကားကတော့သူတည်ထွင်ထားတဲ့ကုမ္ပဏီက Tesla Model S ဖြစ်ပါတယ်။အဲဒီကားကအခုချိန်မှာဆိုရင်တော့$9,000ကျော်လောက်ပေါက်နေပြီဖြစ်ပါတယ်။တရေပြဖို့သာခက်ခဲပေမဲ့ဘီလီယံနာဘဝရောက်သွားပြီဆိုရင်တော့လူပောင်ဝင်ကျမှာဘာလို့တင့်တယ်နေမှာဖြစ်ပါတယ်။ Elon Musk ကနောက်ထပ်သူ့ပိုက်ဆံတွေသုံးတဲ့နေရာကတော့ကြီးမားကျယ်ဝန်းပြီးတော့လှပတဲ့နေရာအမြောင်များကိုဝယ်ယူခဲ့တာပါ။ Elon Musk ကသူ့ရဲ့ငွေကြေးအများစုကိုအိမ်ချမ်းမြေဈေးကွက်မှာမြုပ်နှံထားခဲ့ပြီးသူနေထိုင်တဲ့နေရာကလည်း$သန်း200ကျော်လောက်တန်ကြေးရှိတယ်ဆိုတာအံ့ဩစရာတစ်ခုဖြစ်ပါလိမ့်မယ်။ Tesla ကုမ္ပဏီကကယ်လီဖိုးနီးယားနိုင်ငံမြောက်ပိုင်းမှာတည်ရှိနေတဲ့အတွက် Musk အလုပ်လုပ်နေစဉ်တွင်မှာအိတ်ဖို့နေရာလဲလိုအပ်ပါသေးတယ်။ Musk ဟာသူမပြည့်စုံရင်တော့သူ့ဆက်ရုံရဲ့ကျမ်းမြင်မှာပဲအိတ်ခဲ့ရတယ်ဆိုပြီးဝန်ခံခဲ့ဘူးသလိုသူအလုပ်လုပ်ဖို့အတွက်အလုံးနဲ့နေအောင်အိမ်တစ်လုံးကိုလည်းဝယ်ယူထားပါသေးတယ်။အလွယ်ပြောရရင်တော့အလုပ်လုပ်နေတဲ့ဆက်ရုံဘေးနားမှာသူ့ရဲ့ကြီးမားထည်ဝါတဲ့အိမ်ကြီးကိုထီထီကြီးတည်ရှိနေစေတာဖြစ်ပါတယ်။တမယုကြဘီလီယံနာရဲ့တုံးစံတိုင်းပဲ2019ခုနှစ်မှာ Musk ကနှစ်တရာတက်တန်းရှိနေတဲ့မြေထဲပင်လယ်စတိုင်းအိမ်တစ်လုံးကို San Francisco ပင်လယ်ကွေ့ area မှာဝယ်ယူလိုက်ပါတယ်။ဒီအိမ်ချမ်းမြေစရင်ကအခုလက်ရှိချိန်မှာတော့တန်ကြီးကမရေတွက်နိုင်အောင်ကိုဈေးမြင့်နေပြီဖြစ်ပါတယ်။ဒါတော့မှသူ့ရဲ့နာမည်ကြီးတဲ့ Bomrak ကအိမ်တောင်မပါသေးပါဘူး။ရှေးကြပြီးတော့တမိုင်းဝင်တဲ့ကားတွေခစ်ရှေပြေလုံးတဲ့တန်ဖိုးကြီးကားတွေ$တန်ပေါင်းများစွာတန်တဲ့အိမ်ချမ်းမြေနဲ့ရင်ကို Elon Musk ရဲ့ဘဝကအထင်ကြီးစရာကောင်းနေပါပြီ။ဒါမဲ့လည်းအဲ့လိုမျိုးသုံးဖြုံနိုင်တဲ့အနေအထားကိုရောက်ရှိလာဖို့ကတော့မလွယ်ကူလှပါဘူး။ခန္ဓာကိုပြောင်းလာတော့ကဒီနေ့မှာ$ပဲသုံးရတဲ့ဘဝကနေကမ္ဘာလွှမ်းမိုးမှုရှိဆုံးသူဖြစ်လာအောင်လို့အချမ်းသာဆုံးလူတွေထဲမှာပါဝင်ခွင့်ရရှိအောင် Elon Musk ဘယ်လိုတက်လာခဲ့တာပါလဲ။သူရဲ့စီးပွားရေးလုပ်ငန်းတွေအောင်မြင်ခဲ့တာကိုကြည့်ရင်တော့လွန်ခဲ့တဲ့10စုနှစ်ကလေးကတက်လာခဲ့တာဖြစ်ပါတယ်။သူရဲ့အသက်ပိုင်ဆိုင်မှုက85ဘီလီယံမဖြစ်ခင် Musk ကတောင်အာဖရိကမှာဆယ်ကျော်သက်လူငယ်ဘဝကို software ကျွမ်းကျင်သူဖြစ်အောင်လေ့ကျင့်သင်ယူခဲ့ပါတယ်။သူရဲ့12နှစ်မှာရင် Blaster လို့ခေါ်တဲ့$900ကျော်တန်ဗီဒီယိုဂိမ်းတစ်ခုကိုဖန်တီးရောင်းချနိုင်နေပါပြီ။သူရဲ့စီးပွားရေးစိတ်ကူးကအမြဲတမ်းသူများရဲ့ထက်ပိုမိုတာလွန်နေပြီးအချိန်ပြည့်လုပ်ငန်းချဲ့ထွင်မှုပဲစိတ်ဝင်စားနေသူဖြစ်ပါတယ်။ကနေဒါက Queen Tech တို့မှာကွန်ပျူတာအစိပ်ပိုင်းတွေကိုယ်တိုင်ဖန်တီးထားတဲ့ကွန်ပျူတာတွေကိုဖန်တီးရင်းရောင်းချခဲ့က part time လုပ်ခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာတော့သူရဲ့တငယ်ချင်းတဦးဖြစ်သူနဲ့တူအိမ်ကိုငှားပြီးတော့ဘာတစ်ခုလိုဖွင့်ခဲ့ပြီးတဦးကို$9ကောက်ခံကအပေါ်ဝင်ငွေရှာခဲ့ပါတယ်။အဲ့ဒီကရတဲ့ပိုက်ဆံတွေနဲ့ပဲမရက်ကျူရှင်စရိတ်ကိုဘသူ့အကူအညီမှမယူဘဲနဲ့ကာမိစေခဲ့ပါတယ်။ဒါမဲ့ထူးဆန်းစွာနဲ့ပဲ Musk ကကောလိပ်တွေကကျွန်တော်တို့အပြောတက်တက်ဖြစ်ပြီးတင်မှုကမလုံလောက်ပါဘူးဆိုပြီးအတီလင်းပြောကြားခဲ့ပူပါတယ်။ကောလိပ်ကထွက်ခဲ့ပြီးတော့1996ခုနှစ်မှာတော့သူနဲ့သူ့ကိုဟာမရှိမဖြစ်လိုအပ်တဲ့ online ငွေပေးချေမှုစနစ် Zip2 ကိုတည်ထောင်ခဲ့ကြပါတယ်။သူတို့ညီကိုကသူ့ဖေစီက$28,000နဲ့ကုမ္ပဏီကိုစတင်ခဲ့တာဖြစ်ပြီးတော့အခက်အခဲမျိုးစုံကြော်ဖြတ်ခဲ့ပြီးတော့၄နှစ်ကြာမှာတော့အဆိုပါကုမ္ပဏီကို$22သန်းနဲ့ရောင်းချခဲ့ပါတယ်။အဲချိန်ကနေ Elon Musk ရဲ့ကြွယ်ဝမှုကတပြေးပြေးနဲ့တိုးတက်လာခဲ့တာဖြစ်ပါတယ်။ Zip2 ကရခဲ့တဲ့ပိုက်ဆံကို PayPal နဲ့ပေါင်းခဲ့ပြီးတော့H.com ကုမ္ပဏီအတွက်အသုံးပြုခဲ့ပါတယ်။အဲ့လိုကနေပဲသူ့ရဲ့ဘဏ်အကောင့်တွေကိုနောက်ထပ်$သန်း180ရောက်ရှိလာစေခဲ့ပါတယ်။ဒီမှာသူတက်ကတော့အရာအလုံးအဆင်ပြေချောမွေ့ခဲ့ပြီးတော့ပြည်လည်နေခဲ့တာတော့မဟုတ်ပါဘူး။2008ခုနှစ်နောက်ပိုင်းမှာသူ့ရဲ့အခြေဆုံးဖြစ်တဲ့ပထမဆုံးဇနီးဖြစ်သူကိုကွာရှင်းခဲ့ပြီးဒီကိစ္စကပဲသူ့ကိုဒီဝါလီခံလို့နီးနီးဖြစ်စေတဲ့အထိစိတ်ပိုင်းဆိုင်ရာဆိုးဝါးစေခဲ့ပါတယ်။
တနည်းလောက်ကြာမှာတော့သူ့စီမှာငွေရလုံးဝပြက်လက်သွားခဲ့ပြီးတော့သူ့ကုမ္ပဏီလေးကလည်းလဲပတ်ဖို့အတွက်တငယ်ရင်းနေစီကချင်းငွေနဲ့နေထိုင်ခဲ့ရတာပါအဲဒီချိန်မှာပဲသူ့ဘဝကိုပြောင်းလဲစေခဲ့တဲ့အလှည့်ပြောင်းကတော့ရောက်ရှိလို့လာနေပါပြီ2010ခုနှစ်စတော့ဈေးကွက်ကိုတစားစတင်ရောက်ရှိလာခဲ့တဲ့အချိန်မှာတော့ Mash ရဲ့ဘဏ်ကောင်တွေကဝင်ငွေတွေကမိုးထီအောင်ပြန်တက်သွားခဲ့ပါတယ်တကယ်တော့ Tesla က2003ခုနှစ်ကလေးကစတင်တည်ရှိနေခဲ့တာဖြစ်ပြီးတော့ဈေးကွက်မှာအောင်မြင်မှုအတွက်အချိန်9နှစ်လောက်ယူခဲ့ရတာဖြစ်ပါတယ်Tesla ကိုစတင်မိတ်ဆက်တဲ့အချိန်မှာ Musk က CEO နဲ့ထုတ်ကုန်ဒါရိုက်တာဖြစ်လာခဲ့ရပါတယ်အခုချိန်မှာတော့လူတွေရဲ့အာရုံစိုက်မှုကိုခံနေရတဲ့ Tesla ကလူတို့ကိုမိတ်ဆက်တဲ့2010ခုနှစ်မှာဒေါ်လာ226တန်းတန်ကြေးရှိနေပါတယ်အချိန်ကနေအခုချိန်ထိ Musk ကသူ့ရဲ့နှစ်စဉ်အမြတ်တွေကို Tesla ရဲ့ထည့်သွင်းပြီးတော့တစ်နှစ်ထက်တစ်နှစ်ပုံပုံကောင်းမွန်အောင်လို့ချဲ့ထွင်နေခဲ့ပါတယ်Tesla ကနေ Elon ကကားနယ်ပယ်မှာချဲ့ထွင်ဖို့အပြင်ကမ္ဘာနဲ့ချီပြီးတော့ပြောင်းလဲဖို့အတွက် Solar City ကနေဒေါ်လာ1.6ဘီလီယံတန်ကြေးရှိတဲ့ store တွေကိုဝယ်ယူခဲ့တာပါTesla က Elon ပိုင်ဆိုင်ထားတဲ့အထက်မှာနာမည်ကြီးဆုံးဖြစ်ပေမဲ့သူ့မှာနောက်ထပ်နာမည်ကြီးတဲ့ဒေါ်လာ43ဘီလီယံနဲ့ SpaceX ကုမ္ပဏီလည်းရှိပါသေးတယ်။နိုင်ငံတကာအာကာသစခန်းတွေကိုကိုယ်ပိုင်အာကာသယာဉ်လွှတ်တင်နိုင်ခဲ့တဲ့ပထမအဦးဆုံးပုဂ္ဂလိကကုမ္ပဏီဖြစ်အောင်လို့စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။လွန်ခဲ့တဲ့10စုနှစ်လောက်ကနေစပြီးတော့သူကကိုယ်ပိုင်ကုမ္ပဏီတွေတည်ထောင်တာကိုရပ်လိုက်ပြီးအခြားကုမ္ပဏီတွေမှာလိုက်ပြီးတော့ယင်းနှိမ့်မြုံနှံခဲ့ပါတယ်။1998မှာ Musk ကသူ့ရဲ့ယင်းနှိမ့်မြုံနှံမှုခရီးလမ်းကိုနောက်တစ်ချိန်မှာ Dell ကိုဖြစ်လာစေမဲ့ Evergreen ကုမ္ပဏီနဲ့စတင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျိုရုလုပ်ငန်းတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Strip Online Banking အပြင်အခုလက်ရှိအချိန်မှာတော့စက်ရုပ်တွေကိုအသုံးပြုထားတဲ့ AI အနေနဲ့ညံရီတို့ကုမ္ပဏီပေါင်းများစွာကိုလည်းဖန်တီးတည်ထောင်ထားနိုင်ကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်ပေးခဲ့တာကတော့အခုလက်ရှိချိန်မှာကမ္ဘာချမ်းသာဆုံးစီးရင်နံပါတ်2နေရာမှာလည်းဖြစ်တဲ့ EV ကားရဲ့ပဲ့ကန်ရှင် Elon Musk အကြောင်းလေးကိုဝေမျှပေးခဲ့တာဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်လေးမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and subscribe လုပ်ပေးသွားလို့ရပါတယ်များ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။